နေထွန်းနဲ့တွဲဖို့အတွက်တိုက်တွန်းတဲ့အပေါ်မှာပြတ်သားစွာနဲ့တုံ့ပြန်လာခဲ့တဲ့ဆိုဗီယက်သင်းပြည်သက်များလုံးမဲ့မင်္ဂလာပါနေထွန်းနဲ့ဆိုဗီယက်သင်းတို့ကကျင်းဖော်ဇလန်တွဲနဲ့ပြည်သက်တရဲ့ခန်းနဲ့အားပေးမှုကိုရရှိလာခဲ့တာဖြစ်ပါတယ်ကျင်းဖော်ဇလန်တွဲမှာနှစ်ယောက်သားကချစ်သူဆုံးတွဲဇနီးမောင်နှံတွေဖြစ်တရုပ်ဆောင်ခဲ့ကြရတာပါဇကားတစ်ခါမှတွဲမရိုက်ဖူးပေမဲ့ပထမဆုံးဆိုတဲ့ဇကားမှာမထင်မှတ်ထားရလောက်ကိုအတွဲညီခဲ့ကြပါတယ်ဆိုဗီယက်သင်းနဲ့နေထွန်းတို့နှစ်ယောက်ကတရုပ်ဆောင်တာနဲ့မတူပဲတဘာဝတိုင်းကိုနီးစပ်နေခဲ့ကြတာပါအကြောင်းမို့လဲသူတို့နှစ်ယောက်ကိုချစ်သူတွေလိုချစ်စရာကောင်းလွန်းတဲ့ဆိုပြီးပြောဆိုနေခဲ့ကြပါတယ်ဇလန်တွဲပြီးသွားပေမဲ့လည်းသူတို့နှစ်ယောက်ကိုတကယ်ချစ်သူတွေလိုဖြစ်စေခြင်းကြတာပါပွဲတက်တင်မှာဆိုရင်လည်းတူတူတက်နေကြကချစ်သူရည်စားတွေဖြစ်ဖို့တိုက်တွန်းနေကြပါတယ်အခုလိုချစ်သူတွေဖြစ်ဖို့တိုက်တွန်းနေကြတာကိုဆိုဗီယက်သင်းကလုံးဝမကြိုက်ပါဘူးနေထွန်းနဲ့ဆန်းနောက်နေကြတာတွေကိုလည်းမကြာခဏဆိုသလိုညင်းပါတယ်ဒါအပြင်အပြင်မှာလည်းနှစ်ယောက်တူတူအင်တာဗျူးဖြေဆိုတဲ့အချိန်မျိုးမှာဆိုနီကက်လွန်းနေတာမျိုးသိမကြိုက်ပါဘူးနေထုတ်ကိုယ်တိုင်ကလည်းပရိသတ်တွေအကြိုက်တေးတေးဆိုပြီးဆန်းနောက်နေတာပါအခုလိုလိုရာထပ်ပိုလာတဲ့အကြောင်းအရာတွေကြောင့်ဆိုဗီယက်သင်းကစာရေးကအတိပေးလာခဲ့ပါတယ်ကျင်းဖော်ဇလန်တွဲမှာတွဲဖက်တရုပ်ဆောင်ခဲ့တဲ့နေထုတ်စိုင်းစီတွမ်ခန်တွန်းနဲ့ချစ်သူတွေလိုတိုက်တွန်းကဆန်းနောက်ကြတာမျိုးမလုပ်ပါနဲ့လို့တောင်းဆိုလာခဲ့တာပါဇာကားပြသပြီးတာကလည်းပြီးသွားပြီဖြစ်တာမို့ဇလန်တွဲနဲ့လက်တွဲဘဝကိုခွဲခြားပေးဖို့ပြပြလာခဲ့ပါတယ်ဆိုဗီယက်သင်းကမိန်းကလေးဖြစ်တာမို့ခုလိုဆန်းနောက်နေတာတွေကချိခိုက်တယ်လို့ခံစားရတယ်လို့တစ်ဖက်ကလူတွေမှာချစ်သူကောင်းမလေးရှိနေတာမျိုးဆိုနာရလို့ဆိုပြီးအတိပေးလာခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာဆိုဗီယက်သင်းကနေထုတ်တွန်းနဲ့တင်းနဲ့မင်းပညာဖြစ်တရုပ်ဆောင်ပြပြီးပွဲတက်တာမျိုးလဲတိတ်လုံးမှမဟုတ်တော့ပါဘူးပရိသတ်တွေကတော့ဆိုဗီယက်သင်းဟာနေထုတ်နဲ့စတာကိုလုံးဝမကြိုက်တာကသူမမှာသက်ဆိုင်သူရှိနေတာဖြစ်နိုင်တယ်လို့ခံမှန်းနေကြတာဖြစ်ပါတယ်နေထုတ်နဲ့တွေ့ဖို့အတွက်တိုက်တွန်းတဲ့အပေါ်မှာပြတ်သားစွာနဲ့တုံ့ပြန်လာခဲ့တဲ့ဆိုဗီယက်သင်းပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေရင်မတော်တဆဖြစ်ခဲ့တဲ့ကားနဲ့ပတ်သက်ပြီးမတင်ကားစရာတွေတွေ့ကဖော်ထုတ်ခံခဲ့ရတဲ့2ပြည်သက်များလုံးမဲ့မင်္ဂလာပါ2ကကွယ်လွန်သွားခဲ့ပြီးဖြစ်ပေမဲ့မတော်တဆဖြစ်ခဲ့တဲ့ဖြစ်စဉ်ကတော့ခုချိန်ထိလူအများရဲ့အာရုံစိုက်ခြင်းကိုခံနေရတော့ပါ2ဟာတစ်ပင်ကိုဝင်တိုက်ကကားမတော်တဆဖြစ်ခဲ့တာဆိုပေမဲ့အမေရိကန်ပြည်သက်တွေကတော့ရိုးရှင်းတဲ့ကားမတော်တဆဖြစ်ရလို့မထင်ကြပါဘူးတချို့ကဆိုရင်2ကိုလောက်ကြံကကားမတော်တဆဖြစ်ခဲ့တယ်လို့တောင်ထင်နေကြတာပါဒါကြောင့်မို့လဲမိသားစုနဲ့အများမသိကြသေးတဲ့အဆိုပါညကဖြစ်ပျက်တွေကိုရန်ကိုသိချင်နေကြပါတယ်ပြီးခဲ့တဲ့ရက်မှာတော့2ရဲ့ကားနဲ့ပတ်သက်ပြီးအမှတ်တရတစ်ခုကပေါ်ပေါက်လာခဲ့ပြန်တာပါ2ရဲ့ကားကမတော်တဆဖြစ်တဲ့အချိန်မှာတိုက်ကြေကားဖြစ်စရဲသွင်းကစစ်ဆေးတာတွေလုပ်နေခဲ့ပါတယ်စစ်ဆေးနေရင်ကနေ2ရဲ့ကားမှာမတင်ကားစရာတွေတွေ့လာခဲ့ရတာပါအဲ့ဒါကတော့အဆိုပါကားကတရားဝင်လိုင်စင်အမည်ပေါက်ကားလို့ဖော်ပြထားပေမဲ့အတုဖြစ်နေခဲ့ပါတယ်2ရဲ့ကားမှာသုံးထားတဲ့လိုင်စင်နဲ့အခြားအမည်ပေါက်ကားလည်းရှိနေခဲ့တာပါအခြားကားရဲ့ပိုင်ရှင်ကသူ့လိုင်စင်နဲ့2ကားကလိုင်စင်ကိုပွားထားတာဖြစ်ကြောင်းကိုအတည်ပြုလာခဲ့ပါတယ်တာဝန်ရှိသူတွေကလည်းလိုင်စင်ကိုတေချာတိုက်ကြည့်တဲ့အချိန်မှာတစ်ဖက်ကကားပိုင်ရှင်ရဲ့လိုင်စင်ကသာအစ်စ်ဖြစ်နေကြတာကိုတွေ့ရှိခဲ့ရတာပါထို့ရဲ့ကားကတော့လိုင်စင်အတုဖြစ်နေကြတာကိုမြင်တွေ့လိုက်ရတာပါအကြောင်းမို့လဲထို့ရဲ့ကားကအဆိုပါကားပိုင်ရှင်ရဲ့လိုင်စင်ကိုပွားထားတာဆိုပြီးတေချာသွားခဲ့ပါတယ်ထို့ရဲ့ကားလိုင်စင်ဟာသူများလိုင်စင်ကိုပွားထားတဲ့လိုင်စင်မဲ့ရင်တစ်စီးသာဖြစ်နေကြတာပါလိုင်စင်မဲ့ရင်နဲ့ရင်မတော်တဆဖြစ်ခဲ့တာပါလိုင်စင်မဲ့ရင်ဖြစ်နေတဲ့အတွက်ကားမတော်တဆဖြစ်ခဲ့တဲ့ကားမှတ်တမ်းကိုလည်းတာဝန်ရှိသူတွေကဖျက်သိမ်းလိုက်ကြပါပြီဒါ့အပြင်တကယ်လို့ကားကအရမ်းမထိခိုက်နေခဲ့ဘူးဆိုရင်တောင်လိုင်စင်မဲ့ရင်ဖြစ်တဲ့အတွက်သိမ်းခံရမှာဖြစ်ပါတယ်။သူကလိုင်စင်မဲ့ရင်ကိုမောင်းကမတော်တဆဖြစ်ခဲ့တယ်လို့သိရတဲ့အတွက်တချို့ပြည်သက်တွေကလည်းအရန်ကိုအံ့အသင့်နေကြတာပေါ့။တချို့ကလည်းသူကရဲတင်လိုက်တာဆိုပြီးအဖြစ်တင်နေကြတာဖြစ်ပါတယ်။သူများကရဲ့လိုင်စင်ကိုပွားထားကလိုင်စင်မဲ့ရင်ဖြစ်နေခဲ့တဲ့သူရဲ့ကပေါ့။ပြည်သက်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်မတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။